သူဟာနောက်တစ်ယောက်နဲ့တွေ့နေပြီတို့ယောက်ရဲ့ဇက်လက်ပြီးဆုံးသွားပြီတဲ့တားထားသွားခြင်းမလားအသေးခွဲတယ်လို့ခေါ်ရလားသူကမုံမလဲတယ်လို့ပဲငါမမေးဘူးမဖြစ်နိုင်တော့ပါဒါရဲ့ဆက်စင်မလားအသေးခွဲတယ်လို့ခေါ်ရလားရှင်မသစ်စနေချစ်ခဲ့သူပါ